ကိုလမ်းမခင်ကအဲ့လိုလုပ်ပါနဲ့ရှက်စရာလူတွေ ဘာဖြစ်လို့လဲလမ်းမကြီးလဲကိုယ့်ကိုယ်ရလို့သဘောထားလေနော် ကိုရလည်းလမ်းမကြီးမှာဘယ်လိုကိုရလို့သဘောထားလို့ရမှာလေလို့ ဩရပါတယ်စုလက်လေးရေဘာမသိတော့မသိတော့အချစ်သိနေမှုန်နေပြီ ကိုဝင်နော် ရတော့ အဲ့လိုလက်ရဲစဲရဲနိုင်လို့ရှိရင်စုရအရန်ချစ်တာနော် လဲသေးနိုင်စိတ်ဖို့မဟုတ်လား မစိုးအရန်ချစ်တတ်တာ အရန်ချစ်တာမလီရတယ်အဲ့လားကိုဝင်းနဲ့အန်ကိုက်ပဲနော်ကိုပဲလဲသေးနိုင်တယ်ဟုတ်ပြီလားလာတာအရန်ချစ်တယ်ကိုလောရှိမှာအကျွေး9000ဟွာလာမဆက်သေးဘူးမတွင်းနဲ့ရှိမှာ1000ပွဲဟာကွာတွေးယူပြီးတော့လာပြန်မဆက်ကြဘူးကွာဟာမပြင်းနဲ့ရှိမှာလေ6000ရဲဆက်ရှိသေးရပဲဟာကွာလာရီကကြောနေဒီမှာဟိုကောင်မောင်မေးသွားတောင်းခိုင်းအောင် ဟာကွာလောက်ခေါ်တော့ခြံဆောင်မာလီတဲ့လောက်ကချီရောသေးရောဆိုဘာမှလည်းမသိတော်သေးတယ်သူ့ဖေမဆေးပေးအောင်တမဲပဲ ဟေ့မောင်မေးဟဲ့ကွာစီနဲ့ဘာပြောနေ ဘာမှပြောပါပါစီကျွန်တော်ဟို TikTok ဆော့ဝါဒနာပေါ့အဆက်လေးကြည့်နေရဟော အေးမင်းပြီးငါခဏလာခင်ဟိုလမ်းထိပ်သွားရင်ငါလက်ဖေးသွားပြီ အိုးလောကတခုမပြီးသေးတခုထက်ကိုင်းမြန်ပြီဘာမှလည်းမသိ ဟေ့ဘာပြောနေ ဘာမို့ကာစီလာပြီအေးဘလူအောင်လဲကွာ ဟိုလီဟိုကာစီရောက်ပြီဟုတ် အေးရဒီမှာလမ်းထိပ်ကမတင်မြောက်ဆိုင်မှာလက်ဖေးတစ်ခွက်3000လဲအငေါတော့ပြီစင် 1000 2000 3000 4000ဟာဒီဘေးတစ်ခွက်3000လေး1000ရောက်ဘူး ဟေ့ဗျာစီ မင်းမသွားပါလို့နေ အော်သွားပြီဟုတ် ဟာကွာဒီကောင်ခန်းနေလုံးနေလုံးကနေဘလူကောင်လည်းမသိဘူးမြန်တော့မြန်ပြလာခဲ့ ဟုတ်ကဲ့အာစီဟောကိုတိုကြီးနဲ့မပြေးလဲစင်ရပြီနော်အာစီ ဟောရပြီလေ ဟော ရရင်ချုပ်နေတော့လေ ဟုတ်ကဲ့ဟုတ် ပြောင်းပဲလေ အော်အာစီပဲချုပ်လိုက်တော့ဆိုကျွန်တော်အဲ့နဲ့အချီသွားပြီ အိုးဒုက္ခပဲကွာဟေ့မင်းချုပ်ခိုင်းတာမင်းစင်းချုပ်မင်းစားချုပ်ခိုင်းတာမဟုတ်ဘူးမင်းစင်းချုပ်ခိုင်းတာ အော်အစေးချုပ်ပဲနော် အေးဒုက္ခပဲကွာမင်းမကျွေးစင်းတွေအကုန်လုံးပေါင်းခိုင်းတာပေါင်းချုပ်လိုက်စင်းကို အော် ဘလို့ကောင်လဲကွာလူလိတောင်ကနေအဲ့တောင်သွားယူသေးတယ် ဟုတ်ခိုင်းလိုက်နေအဲ့လိုယူတယ် အာစီ ဟမ် ဒါကျွန်တော်မေးစရာရှိသေးတယ်ဗျာ မင်းဘာမေးမှာထူးထူးဆန်းပါမေးစမ်းကွာ အာစီအရင်တော့အကောင်စု အေးကြိုးလက်ဖက်နဲ့လေဟေ့မင်းမရိုက်လိုက်တာမင်းဘာကောင်းလဲ အိုးမဝါလို့အာစီအရင်တော့စော်ကြီးပဲဆိုအာစီနဲ့အာစီတငယ်ချင်းနဲ့ကောင်မကြီးတယောက်လိုက်တယ်အာစီရသွားရဲ့ဆိုအာစီ မင်းတိလိုက်လား ဟောအာစီရဲ့တပည့်ပဲအဲ့ဒါတော့တိပါပါအာစီ ဟုတ်တယ်ကွာမင်းပြောသလိုပဲငါရင်တော့လုံးဝစော်ကြည့်ပဲ တော့ပါအာစီရဲ့ကျွန်တော်နီးလေးပါအာစီတပည့်စော်ကြီးလို့ ဘာလို့စော်ကြည့်နေတာ စော်ကြီးချင်းတာ စော်ကြည့်နေလှုပ်ချက်ကိုသိကျင်တာ သိချင်တာဟောပြောပါ ပြောပါမင်းမလုံးနဲ့ပလင်ခံနေရပြောမယ်နော်ဟုတ်တယ်ကွာမင်းသိထားသလိုပဲငါဟိုးရင်တော့လုံးဝစော်ကြည့်ပဲ စော်ကြီးပဲ စော်ကြည့်ပဲ အဲ့တော့အားကြတာလို့ အေးငါဘွားကြီးကအရင်တော့အရန်အထီးကျန်ခဲ့တာကွာ ထိကြင်ခဲ့ရ အထီးကျန်ခဲ့တာဒီနေ့မှာတော့ဒီလိုကွာ တကယ်ချင်းဝင်မတွေ့အောင်ကြာပြီကွာ မတွေ့ရကြမတွေ့ကျင်တော့ အဲ့ဒါပြန်မယ် ဟိုလိုက်စတာနေဘယ်ပြန်มาလဲ အကြောင်းလည်းအတိုင်းပဲကွာအကျိတ်အောင်မပြော ဩငါတကယ်ချင်းငါစတာပါကွာ တကယ်ချင်းရမင်းဘယ်ရောက်နေရလဲကွာ ဘယ်ရောက်မှာလဲတာကြီးကငါလည်းအလုပ်တွေရှုပ်နေလို့အလုပ်ပြီးနေရ ကွာမင်းချောလို့ခန်းလို့ပါလားကွာ မင်းလည်းဝါလို့လှလို့ပါကွာအေးပါကွာဘာဖြစ်ငါတကယ်ချင်းကရမ်းလွမ်းတယ်ကွာသိရ ငါလည်းတွန်းနေရောပေါ့ကွာမင်းက အေးပါငါတကယ်ချင်းတွေ့ရငါဝမ်းသာတယ်တာကြီး အဲ့တော့ဝမ်းသာပါတော့ကွာ အေးပါအေးအဲ့ဒါကျောင်းတော့ကောင်မလေးမဟုတ်လား အေးဟုတ်တယ် ကျောင်းတော့ကောင်မလေးရတီသောကောင်မလေးလေကွာရော ဟုတ်တယ် ငါလိုက်ခဲ့တဲ့ကောင်မလေးလေကွာငါကြိုက်ခဲ့ရတယ်ကွာရော ဟာပြောငါကြိုက်ခဲ့တယ်ငါရင်ကြိုက်ခဲ့တယ်ကွာမင်း ရဖင်မြန်းနဲ့ဘာအောင်မင်းလိုက်ခဲ့တာ အေးရောမဟုတ်ရောငါရင်ကြိုက်ခဲ့တယ်ကွာ ငါကြိုက်ခဲ့တယ်ငါစာပေးခဲ့တာနော်ရော ငါရင်ကြောင်းတဲ့ရောက်လာဆိုပြီးငါရင်ကြိုက်လို့ဆိုပြီးစာပေးခဲ့တယ်ကွာ မင်းစာပေးရလားရောအောင်လားမနောက်နေရောငါသူ့ငါအရင်က propose ငါယူစာပေးငါဒီကပြောခဲ့တာကွာရော ငါရင်ကြိုက်ခဲ့တာမင်းတော့ငါရင် ရောငါကြက်တယ်ရောဖင်မြန်းတယ်ရော ငါရင်ငါရင်ကြိုက်ခဲ့တယ် ငါကြက်တော့ ငါရင်တိုင်အောင်ပြတ်ပါဦးနော်ရအဲ့ဒါစားတွေ့ရ မိုးရတကယ်အဲ့ဒီတော့မထွက်နဲ့ခဏညာပြောငါညည့်ပဲပြောအဲ့ကောင်မလေးကိုမင်းနဲ့ငါနဲ့နှစ်ယောက်ပြန်လိုက်ပဲအေးနော်တိုင်းပဲအေးဘယ်သူရမလို့ပြန်လိုက်မယ်ရှားတဲ့ကောင်ကယူမရတဲ့ကောင်ကနောက်ဆုံးโอเคသဘောတူလား ငါရရင်မင်းနောက်ဆုံးရမယ်နော် အေးမင်းရမင်းယူ မင်းရငါနောက်ဆုံးမယ် โอเคသဘောတူရနော် ဘောတူတယ် အေးဟုတ်ပြီအဲ့ဆိုရင်မင်းရင်သွားပြောမင်းကဦးစားပေးမယ်မင်းရင်သွားပြော ။အားရမင်းနောက်ဆုံးရမှာနော် ယောက်ျားဂတိနော် ။အေးစားကြည့်လိုက် အေးမင်းသွား ။ဆုလက်လေးဒီចောင်းရတဲ့အများကြီးပို့လာတာရယ်နော် ငါလာတာငါသိပြီးသားပါနေပြောကြမလို့ပါဘူး ။ဆုလက်လေးကကိုတို့ဆိုမြဲတဲ့စိတ်ကစကားလေးကြီးပဲ ရှားသူတို့ကပူကအိုက်ရတယ်ဘာလဲလာပြောနေလဲမသိကြောင်တုံတော့ ။
ရေကစားပါတယ်ဆိုရင် ဆူလက်လေးရေးစားလို့ရဟောဒီမှာဗျာဆူလက်လေးအတွက်ဆိုအမြဲတမ်းစင်တက်တောက်လိုက်ပါဦး ဒီလိုကြလည်းမစိုးပါဘူးလိုက်တည်တာ ကိုတော့ကလေဆူလက်လေးအတွက်ဆိုဘာမှဆိုလုပ်ပေးမဲ့သူပါပြီးတော့လေဆူလက်လေးတောက်လေကိုတော့လက်ပြားနေအောင်မထင်ဘူးခုကယောက်ျားလေးဆိုကြည့်မင်းကလေးမြင်လာနဲ့စားမဲ့ဝါမဲ့ကောင်းလေးကြီးပဲအဲ့ထဲမှာကိုတော့မပေါ့ကိုတော့ရဲ့မြင့်မြတ်တဲ့ယောက်ျားကောင်းစိတ်တက်ပဲ ဒီမှာနေနေပေါ်ရတယ်နေငါ့ကိုကျွန်တော်လည်းဘာလာပြောနေရတယ်အာလာနောက်နေနေနော်သွားဘာကောင်းလဲမသိ ဆုလက်လေး ဟင် ကိုဝေးကိုချစ်လား ချစ်တာပေါ့ကို ဟောချစ်တာပေါ့အမလေးချစ်တာပေါ့လေမေတူတူပဲကိုဝေးလေးဆုလက်လေးကိုအရန်ချစ်တာသိလား တူတူပဲဆုလက်လည်းကိုအရန်ချစ်တယ်နော် ဟုတ်ပါပြီ ဟောဒါနဲ့ဆုလက်အရန်ချစ်တယ်ဆိုပြီးကိုအထင်ကြီးမနေနဲ့နော် ဘာဖြစ်လို့လဲ ဆုလက်ကဟိုအကြောင်းချစ်တာကိုဝေးရော ဟိုအကြောင်းချစ်တာမလေးသိပါတယ်ဟိုအကြောင်းချစ်မသိပါနဲ့ဘာပြေးပါဒီကသူ့လက်ကိုဝေးကိုချစ်တယ်ဆိုကိုဝေးကျင်းနေပါပြီနော်အဲ့တော့သူလည်းလာတာ ကိုဇမ်းမခင်ကအဲ့လိုလုပ်ပါနဲ့ရှက်စရာလူတွေလည်း ဘာဖြစ်လို့လဲလမ်းမကြီးလဲကိုယ့်ရလို့သဘောထားလိနော် ကိုရလည်းလမ်းမကြီးမှာဘယ်လိုကိုရလည်းသဘောထားလို့ရမှာလေလို့ ဩရပါတယ်ဆုလက်လေးရေဘာမသိတော့မသိတော့အချစ်သိနေမှုန်နေပြီ ကိုဝင်နော် ရတော့ အဲ့လိုလက်ရဲစဲရဲနိုင်လို့ရှိရင်ဆုလက်အရန်ချစ်တာနော် 40နိုင်စိတ်ဖို့မဟုတ်လား မစိုးအရန်ချစ်တတ်တာ အရန်ချစ်တာမလေးရတယ်အလားကိုဝေးနဲ့အန်ကြိုက်ပဲနော်ကိုဝေးက40နိုင်တယ်ဟုတ်ပြီလားလာတာအရန်ချစ်တယ်ဒါရေပွဲရတော့ပြီးပြီကွာ အေးပါငါမြင်ပါတယ်ကွာငါကလေးတယ်ငါနောက်တော့ပေးပါတယ် ဒါပေါ့ကွာ ဒါပေမဲ့မင်းကမေးပါအောင်မယ်မင်းစောဘယ်လိုချောလိုက်တာ အော်ဘယ်လိုချော့မှာလဲတာကြီးကမင်းသိကျင်တယ်ဗော ကြည့်ကြတာဗောကွာမင်း တာကြီးဒီမှာကြည့်ဗျာ အိုးမင်းဒါကြောင့် ဒါကြောင့်မို့တာကြီးရမကျန်ကို့မှာ wifi free ရှိပြီဆိုတော့တော်ဒီကတော့ကိုရှိကတ်တော့မှာလေကွာတို့ဒေတာမကုန်တော့ကို wifi and တဲ့ပုံမျိုး အေးကွာ အော်မင်းကပြောအောင်မယ်အခုရဆိုတွေကလက်ရဲစရဲနိုင်တဲ့ကောင်ဘူးကြိုက်ကြတယ်ဗျနော်ဒီလိုမတော်တော့ဆိုတော့ဘယ်တော့ဆော်ရမှာမဟုတ်ဘူးဟုတ်ပြီလားနော် ဟုတ်ပါကွာ အေးမင်းမှတ်တာအဓိကဆော်ရခြင်းဆိုပါလေလက်ရဲစရဲနိုင်ဖို့ပဲနော် အဲ့နောက်ကလက်ရဲတဲ့နိုင်ကိုစူးစမ်းပါမယ် အေးပါအဲ့လိုပဲကွာ ။အော်အာစီအဓိကစော်ကြီးတဲ့အကြောင်းကြီးကဒီ Wi-Fi ပြီးကြောင်းကို သိဟုတ်တာပေါ့ကွာယော wifi free ပဲအားကိုလို့မရသေးဘူး ဟုတ်လား ပြီးရင်ကိုဘကလက်ရဲစရဲရှိဝဲလူသေးတယ်ဗျ စေရှိလို့တဲ့ အေးဟုတ်တယ် ဟိုထားတဲ့အားမျိုးမယ် ဟမ် အဲ့တော့တွေ့ခဲ့ကောင်မလေးရော လင်းဝိုက်လေ ဟမ်လင်းသွားပြီ လင်းဝိုက်လေ အာစီလည်းမရဘူးပေါ့ မညာဘူးလေကတော့ကြီးညားစရာလား ဟို ထိုင်းမှာကွာလည်းပြန်ပြောမနေနဲ့နော် Wi-Fi ပြီးကြောင်းရေ40ရှိရ Wi-Fi free ကြောင်းရေ40ရှိရမယ် Wi-Fi free ကြောင်းရေ40ရှိရโอ้ဟုတ်ပြီဟုတ် no လုတ်ချေလို့ ဟုတ်ငါအစီပြောနေတဲ့အတိုင်းလောက်ကမယ်40လည်းရှိရမယ်ဝမ်မန်ဖီးလေးရှိပြီဆိုလေးဝမ်ဝိုင်းလေးမှာကျင်းနေတယ်ဒီနေ့တော့ငါရဲ့အထီးကျန်တဲ့ဘွားကြီးဆွလို့လိုက်တော့မယ်ကွာဆွလို့လိုက်တော့မယ်ဆိုလေးလာပါသည်ဒီနေ့တော့ငါအထီးကျန်တဲ့ဘွားကြီးနောက်ဆုံးနေ့ပဲဒီနေ့နောက်ဆုံးနေ့ပဲဟာအထီးကျန်တဲ့ဘွားကြီးဘိုင်းလေးဗျာခင်ဗျာ ပေါင်လေးကွင်းတော့ပြင်းရတယ်ဆုံးပေါင်လေးတခါရဲပါ ခင်ဗျာဗျာအော်လို့ဆိုယူကြည့်တယ်ခင်ဗျာကြောက်နေပြီဗျာ ခါရဲပါမောင်လေးဟာလေးကိုခဏလေးပဲသုံးပါမိနစ်ပိုင်းလေးပဲသုံးပါမောင်လေးဟာလေးကိုခဏလေးပဲသုံးပါ ခင်ဗျာလည်းမပေါ့စော်လေးအတွက် မောင်လေးမကြောက်ဘူးလားပြီးကုန်းစီကုန်းဆိုတာမကြောက်ဘူးလား ပေါင်ဝင်လေးလေးပြောနေ မောင်လေးကလည်းမင်းဟောမောင်လေးမခါရဲပဲမောင်လေးတက်တော့မောင်လေး ကြိုက်နေတယ်ခဲလိုက်တော့